လက်အုပ်ချီပြီးနောက်ကညီညီလေးဆိုကြအနန္တ၅ပါးကိုရှ िख ိုးပါ၏ဗျာဒီလိုရှ िख ိုးရမှာတညရဲလားညတိုင်းလားညတိုင်းပါဗျာဘုန်းကြီးကတညရဲရှ िख ိုးစေခြင်းလားညတိုင်းရှ िख ိုးစေခြင်းညတိုင်းရှ िख ိုးစေခြင်းပါဗျာရှ िख ိုးမှအမောခံပြီးတိုက်တွန်းရတဲ့ဘုန်းကြီးမောကျူးနတ်မှာလားရှ िख မခိုးမှမောကျူးနတ်မှာရှ िख ိုးမှမောကျူးနတ်ပါဗျာငါးညတိုင်တိုင်ကျင်းပတဲ့တရားပွဲကြီးမှာစီစီကားကားရောက်လာကြတဲ့ပိဋကဟာဒီကနေ့နှုတ်ဆက်လက်ဆောင်အနေအချင်းဗါတဲ့ကြည်ညာထားတဲ့တရားတော်ငတ်မို့ခေါင်းပါကတ်ကြော်လွှာအများချမ်းသာမည်ဆိုတဲ့တရားကောင်းစဉ်ပေါ့ကျမ်းဂန်နဲ့ဒီလိုများပါသလားမမေးနဲ့မပါဘူးကျုပ်ကရှာရှည်ပေးထားရမှတ်ကောင်းအောင်ဒီနေရာဓမ္မဂတိကထာမောဝေရိတဘောလှုပ်လိုက်ကြဒီတရားကဘုန်းကြီးတို့တချင်းကလေးနဲ့ကတ်ဟောရတချင်းဆိုခြင်းနဲ့ဘုန်းကြီးဆိုတော့တချင်းနဲ့ကြီးကတ်ဟောနေတာပဲလို့လည်းအပြစ်မတင်ကြနဲ့အနုပညာရှင်များသည်ဖေတော့မောင်တော့တချင်းများတွင်မဆိုကြပဲနဲ့ဘာသာရေးဆွဲဆောင်မှုအနေအချင်းတရားနဲ့ပတ်သက်တဲ့ဓမ္မဂီတတချင်းတွေများစွာရေးနိုင်ကြပါစေဆိုနိုင်ကြပါစေဆိုတဲ့အနေမျိုးအချင်းဘုန်းကြီးတို့ကလည်းအဲ့ဒီလိုသာသနာရေးနဲ့ပတ်သက်ပြီးတော့ရေးတဲ့ဆိုတဲ့တချင်းတွေကိုအားပေးတယ်ပိဋကဒီကနေ့တချင်းနဲ့ကတ်ဟောမှာကမေလှမြိုင်ဆိုထားတဲ့သမင်းပရိသာဆိုတဲ့သချင်းနဲ့ကပ်ပြီးတော့ဟောရနည်းနည်းလေးနားထောင်ကြည့်ပေါ့ခြေစင်းလေးနဲ့အတန်ကတော့စချင်းអော်ရမှာမို့အစဉ်ပြေခြင်းမပြေမှာနစ်သွားရင်လည်းခင်ဗျားတို့ဝိုင်းဆယ်ကြတယ်ဗါတဲ့ကတ္တဗရှင်တော်နစ်မှာအော်မထွက်တဲ့ဘုန်းကြီးအတန်ပူမရတာဆိုရင်ဒါမှမကျေနပ်ဘူးထအောင်ကတ္တဗရှင်တော်ဖယားနဲ့ဒီရစတာနော်ကောရမရှင်တော်စัจ जा ဒါဘာပြောတာတချင်းဆိုနေတယ်လောက်တယ်မမှတ်နဲ့ကတ္တဗမြတ်စွာဘုရားနဲ့ဂေါရမမြတ်စွာဘုရားဒီနှစ်စုရဲ့အကြားမှာလို့ဒီလိုဆိုထားတယ်ဗါတဲ့ကတ္တဗရှင်တော်ဖယားနဲ့ကောရမရှင်တော်စัจ जा သာသနာပအချင်းအခါမာစိတ်တင်အောင်တို့များနောက်ကငါအတန်လေးပြပြီးဘလောက်ဟန်ကြလိုက်ဒီတိုင်းလာတကူပြီးတော့ဗါတဲ့ဘာရနှစ်ပြီးတထေခေါ်တွင်တယ်မင်းတကတထေကြီးနဲ့စန္ဒဗရုမဇနီးတို့ဟာသာတော်တနည်းဆရာတထေနဲ့သူမနာဒေဝီကျင်းဖဲလို့သာကျွန်းတော်ပုံနာတို့မှာအလုံးငါဥစုပေါင်းနေထိုင်ကနားထောင်သာပြိဿဘာယာနာတိုင်းပြည်မှာတဲ့မင်းတကတထေးတဲ့လက်ချိုးခဲ့စန္ဒဗရုမဒေဝီ
နှစ်ယောက်ရှိသူတို့မှပေါက်ဖွားတဲ့သားဖြစ်တဲ့ဒနင်စရတထေး၃ယောက်ချွေးမဖြစ်တဲ့သူမနာဒေဝီ၄ယောက်ကျွန်းပုံနာဘယ်နှယောက်တော့ဘုန်းကြီးပြောမယ်မှတ်စမ်းပါမင်းတကတထေးကြီးစန္ဒဗရုမဒေဝီဒါကြောင့်မနော်မင်းတကတထေးကြီးစန္ဒဗရုမဒေဝီဒနင်စရတထေးကြီးသူမနာဒေဝီကျွန်းပုံနာဘယ်နှယောက်တော့ဒီတစ်ခေါက်ပြောဦးမယ်ဘယ်၈ယောက်တော့ဟဲ့ဒီကောင်မလေးတွေတောင်ကြောင်းကြောင်ပြောနေအိတ်ချင်နေတာတဲ့အသေးချာနားထောင်ဟေ့မင်းတကတထေးကြီးစန္ဒဗရုမဒေဝီဒနင်စရတထေးကြီးသူမနာဒေဝီကျွန်းပုံနာ9ယောက်အဲ့ဒီ9ယောက်ဒီတထေးဘဝနဲ့နေလာခဲ့ကြဂေါရမမြတ်စွာဘုရားနဲ့ကတ္တဗမြတ်စွာဘုရားသာသနာအကြားနာမချမ်းသာစရာစကားကြီးသူတို့ကြားလာကြဘယ်လိုစကားလဲဆိုတော့အခါတော့သုံးနှစ်ပြေကဒုဗိခကကြီးဆိုင်ရောက်လာမနော်ဒုဗိခန္ဒရကတ်ဆိုတာသုံးနှစ်ကကြွေးကြော်လူသားတွေငတ်မော့ခေါင်းမှာအစာရေစာရှားပြီးတော့သေချေပြည့်စည်ကုန်ကြလိမ့်မယ်ငတ်မော့ခေါင်းမှာတဲ့ကတ်ကြီးဆိုင်လိမ့်မယ်ဟောဒီသတင်းစိုးကြီးပေါ်လာတထေး9ယောက်တုံနှုတ်သွားဟာငါသေးကုန်တော့မှာလေမဖြစ်ဘူးတို့ငါမခံဘူးရွှေငွေစိန်ကြောက်စတဲ့ယရနာတွေမထားနဲ့တော့စဘာတွေဝယ်ကြစို့ကြည်အလုံးပေါင်း2500ဆောက်ကြည်အလုံးပေါင်း2500ဆောက်ပြီးတော့ရွှေတွေငွေတွေမထားဘဲနဲ့စဘာတွေကြီးဝယ်လှောင်ကြခုခေတ်လို့ဆိုဂိုတောင်ကြီးတွေပေါ့ငါမောခေါင်းမတဲ့ကတ်ကြီးလွန်မြောက်အောင်တဲ့ပြိဿဘယ်လိုပင်လှောင်ခဲ့ကြတော့လဲတနေ့ကြတော့ဒီကတ်ကသုံးနှစ်ပြည့်တွေ့ရမယ်ကိုအဲ့ဒီကြည်အလုံးပေါင်း2500ကပို့တဲ့စဘာတွေကိုကျွတ်တို့ပုတ်တည်တဲ့ထက်ပုတ်ထဲကပို့တဲ့စဘာတောင်းတဲ့ကပို့တဲ့စဘာအိုးတဲ့ကပို့တဲ့စဘာဆလောင်းတဲ့အဲ့ဒီမှာကျမ်းနေတဲ့စဘာများကိုမြင်ညက်နဲ့နယ်ပြီးတော့အိမ်နံရံမှာတထေးကတော်ကြီးကညာနဲ့ကတ်ဒီလိုညာနဲ့ကတ်ထားခဲ့တဖြည်းဖြည်းစားတော့လာလိုက်ကြတာဒုဗိကန္ဒရကဆိုင်မဲ့နှစ်ကြတော့ကြည်2500စဘာတွေကုန်ခဲ့ခင်ဗျားတို့ကအောင်းမေ့မှာပေါ့ဘုရားကြည်အလုံးပေါင်း2500ကစဘာတွေကုန်တယ်ဆိုတော့သူတို့9ယောက်ဘယ်လိုများစားပြည့်တုံးဘုရား9ယောက်ထဲစားတာမှမဟုတ်ပဲနဲ့တထေးဆိုတော့ကြေးကျွန်တွေကအများကြီးဝိသခဇတ်ထုတ်ထဲကြတော့ဒနင်းစရတထေးကြီးဆိုတာအဲ့ဒီမင်းတကရဲ့သားတာကေတမြို့တဲပြီးတော့တရားနာပြိဿမင်းတကတထေးရဲ့သားတော်မှကျွန်းရွာ14ရွာခြံရံထားကျွန်းရွာတရွာကိုကျွတ်တို့တီဟိုကဒေဝနံပိယတိတ်သမင်းအုပ်ချုပ်တဲ့တိုင်းပြည်တဲ့ကြီးတဲ့ကျွန်းရွာ14ရွာတထေးဒါတော့မင်းတကသားရှိသေးတယ်အဲ့ဒါမင်းတကတို့တထေး9ဦးဆိုတော့ကြေးကျွန်ဘလောက်များမယ်ဆိုတာနည်းနည်းလေးစဉ်းစားရင်သဘောပေါက်တော့ကြည့်အခုကြည်1500စဘာတွေကုန်ခဲ့ကုန်တော့ကြေးကျွန်တွေခေါ်တယ်အမောင်တို့လာကြရှေ့ရောက်အောင်ခေါ်လို့မင်းတို့တွေငတ်ပြီးတော့သေကြမှာငါသနာလို့
ngà mì pi đó xa nề để lù nhà của ngà chuối chén luôn lục chỉ alung mong nát thong ngà ya zabari long nghe bà để quay rồi tôi đó là về tập chế biến sao pi đó là cái là công nhà bị quay rồi trả dòng miền đồ của ngà mà chuối này đó bu quê toa pi đó mà nó cô vẫn ra cô xa pi xa ra cùng nó ta na lại bài mà chuyên này mẹ turu mu quê ra toa ra pi đó chỉ cho nên mấy gì cha ta thế gì không nhá trên đó đâu về gì toa lúc về gì lại mà đâu nè cô ga mà ta thế gì cô mi pi đó sa cái cha ya để cho nó đâu bảo wa quê giàu lù lấy sa ya mà hộp bà vu quê giàu lù lấy mà sa ya mẹ turu đó ta thế gì chỉ mà về mà sa về nè ta thế gì mu cây sa của chân đâu đâu lâu cảnh xong việc pi đó đi nè ya về tế chiến tế cha ba gì đó quê mà toa về ya gì nè ngà mà nấy sẽ cha ba nè quê rồi mình nói gì này mà rồi mà chui về này lên ngã thì mu đi mà khai nhẹ bà bu, hồi đó ngã đó thế, mà chui này mà này rồi ngã mà khai nhẹ phù đấy, ngã khai ra cái lâu yên thay tàn đấy, chui mũi mu rồi ngã biểu trên nào vậy, mà chui này mà tu ru rồi mình nói toa ra về rồi ngã xây ông mà nấy xây ra ba này, ấy đi cha rồi là xin được khen ngợi tân na là toa bây giờ gì không nhá để ta thế gì toa bây giờ gì số bị đó ta thế gì này ta thế cái đó gì xí khô bị đó quê rồi thoát ra xa đi ta thế ngay ao phải xa là cái cha tôi đâu ngay ao bầu thế cả u thế cả đau thế cả thì lúc xa là cái ta thế cái đó cả anh này yang có miếng này nhà nó cả thà để zabari của gì cái này chuyện lại đó ngay ao xa lâu rồi ya ấy zabali lù khô mà sôi gì luôn u thế thế bị sa long mông lên này bay bị miếng gì đấy tuyến tu miêu thà sôi đấy nó zabari của miếng gì đấy miêu ya đấy bảo wa bây giờ gì khu khám nhà rồi đã đi zabari của đi lùm nhà u cái này đấy thế bay bị đó miếng gì đấy miêu ya đó là bây giờ bé miêu ya mà lên ngắm một không mà để cả sai mà sai phế này sai mà sai phế này miêu ya bu khám nhà rồi cho tụi bò san đi zabari đã đâu đây là bây giờ gì khu khám nhà rồi đó khám nhà rồi lùm mà hậu trả về này miếng gì đấy miêu thà trong xia cao này nó bây giờ gì ngắm một không mà để cắt sai là lô xì gió cần ra cắt nấu cả lấy mà bỏ sa thế này sa mà sa ya rồi mà sa thế này sa đi sa là mà phết thế này gió cả đi phết là lô là gió cần ra cắt nấu cả trong xia cao ta đi là lô số ra mà hô hú ngắt lại đâu bị cần ra cả phết lại bắt thằng ra cả lại ba la này ngắm mà xét được trái mà xét được bây giờ bà đấy ngay mà xét đâu mà ngắt là vì số yên đau lên mẹ đau luôn mày vậy khô luôn mày vậy lưu ra lên mẹ lưu mày vậy ta lên mẹ bây giờ lưu yên tắt thằng ra cả đâu bị cần ra cả sa ngắt lại lưu yên tắt thằng ra mà sa cái này sa đi sa lu gió cần ra cả na yoga đi nhà bị thế cũng nhá em mà đang giáo xả con chỉ aku zaba miếng gì đấy miêu thay à ngắm một không mà để cắt chi cho thì cái này đó thế gì cả biến là để bây giờ thằng á
တထေကတော်ကြီးရဲ့ဘာလေးများစားစရာရှိတို့အော်ပုတ်ထဲအိုးတဲ့တောင်းတဲ့ဆလောင်းတွေကစဘာတွေကုန်ခဲ့ပြီလေတော်အမြင်ပဲဒါပေမဲ့လို့ကျုပ်အိမ်နံရံကိုမြင်ညက်နဲ့ကတ်တဲ့စဘာလေးတော့ကျင်ထားတာရှိတယ်9ယောက်စာလောက်လူခိုးမှဆိုလို့ကျုပ်မြေကြီးတဲ့တွင်းတူးမြုပ်ထားတယ်တော့အဲ့ဒီစဘာလေးသွားဖော်လိုက်စဘာလေးတွေထောင်းဖုတ်ပြီးအခွန်ချွတ်လိုက်တော့တခွက်9လမယ်လောက်ပေါ့ဗျာရလားတခွက်ဆိုတာနိုးစီဘူး4လုံးရှိ9လမယ်ဆိုတော့9လုံးရှိ9ယောက်စာလောက်ရတယ်ဆိုကြပါစို့အဲ့ဒီ9ယောက်စာလေးကိုပြောတယ်တထေးစီတဲ့ထမင်းရဲ့လို့စားရင်တော့တနတ်သေးစားပြီး9ရက်ပြည့်သေးယုံရှိတာနောက်ထပ်မျောလင်းချက်ထမင်းမရှိဘူးဆံပြုတ်လေးကျူတော့ရင်တော့ကျွတ်တို့နတ်ပေါင်းများစွာတော့ရလိမ့်မယ်ဆံပြုတ်ဖဲတော့မလားထမင်းမဲ့စားမလားထမင်းမဲ့စားကြမှာတယ်ကွယ်ဆံပြုတ်မတော့ချင်ဘူးဒါနဲ့ထမင်းချက်လိုက်ထမင်းကြက်တော့တထင်း9ယောက်စားမလို့တရားနာပြိဿဟန်ပြညပကံများလေးတွေနဲ့ခူးပြီးတော့တထင်း9ယောက်လဲစားမလို့ပြင်ပြီးပါလေရောလာပြီပြိဿကြီးဗါတဲ့ခုတချင်းလေးကပြစ္ဆေကဗုဒ္ဓရှင်မြတ်ကြွားများလို့အလှကံဝင်ရောက်လာခုမစားရင်သေးနောက်မင်းသေရမှမလွယ်ပါခွန်နှစ်ရက်မြတ်လာအသက်ရှင်မှုအရေးဆိုတာလေအဲ့ဒီလိုပြစ္ဆေကဗုဒ္ဓကြွလာပြီးနန္ဒမူလှိုင်ဝကတပိတ်တော်ကြီးပိုက်လို့ပြစ္ဆေကဗုဒ္ဓအရှင်မြတ်ကြွလာတော့လေမြင်မိတထေးကြီးဟာအလှကံပုဂ္ဂိုလ်ကြွလာပြီဟဲ့မင်းကမင်းနောက်ဘဝကပြုတ်တဲ့ဒါနမစင်ကြယ်လို့ဒီဘဝပစ္စည်းချမ်းသာတဲ့တထေးဖြစ်တော်လဲကြည်အလုံးပေါင်း2500စဘာတွေကုန်ခဲ့တာပေါ့ဒီကကြီးကြုံရတာမင်းပြုတ်တဲ့ဒါနဟာမတန့်ရှင်းလို့ဖြစ်ရဒီဘဝငါစားမဲ့တဏ္ဍာမစားလဲသေမှာစားလဲ9ရက်ပြည့်သေမှာသေမဲ့အတူတူတော့မင်းမစားနဲ့လှူတော်ပြစ္ဆေကဗုဒ္ဓအရှင်မြတ်ကမင်းလှူတော်ဒီထမင်းတနတ်ပြင်နောက်ထပ်မျောလင်းစရာမရှိဘူးဒါတောင်အလှူကံပုဂ္ဂိုလ်လာတာခေါင်းမကြည့်ဘူးခေါင်းကြည့်ရလားပြိဿမေးရအောင်တောင်ငူမြို့ကပြိဿကြီးကိုအလှူကံပုဂ္ဂိုလ်လာတော့ခေါင်းမကြည့်ဘူးလားဥစတိလာတို့လာတော့ကောကြာလီကံကြာညိုကံတို့လာတော့ရောမကြည့်ပါဘူးကောင်းမကြည့်လို့လှူလိုက်ကြတာမနေ့က2000ကျော်တရားနှစ်ည9000လောက်တော့အသာလေးနဲ့ရမယ်မြို့ခုနှစ်ကလာပြီးတော့ဘုန်းကြီးလျှောက်တယ်2000တော့ကျော်လောက်ပြီဖျားတယ်မနာသေးဘူးအစောကြီးလှူထားတယ်ကောင်းမကြည့်ဘူးဟောဒီမြို့ကသူ့ဓမ္မပရိယတ္တိစာပြန်မွေးကြီးကျင်းပစဉ်အခါတုန်းကတည2000ကျော်3000ကျော်ကျုပ်အလှခံတာဟောဒီစာပြန်မွေးကြီးအတွက်ခမရတို့ဝိုင်းလှူကြတာဒီလေရွှေဆန်းတော်မြတ်စွာဘုရားအတွက်ဆိုရင်လှူလိုက်ကြတာ3000ကျော်သွားခေါင်းမကြည့်တဲ့မြို့ဆိုတော့အလှခံဘုန်းကြီးတွေကလည်းတိုက်တွန်းရပါကြိုးစားပြီးတော့လှူကြအခုဆောင်းကိစ္စနဲ့ပတ်သက်ပြီးတော့တန်ဃာတော်အပ90ကျော်ရှိတဲ့သူတို့မှာပရိယတ္တိစာပြန်မွဲကြီးကိုစာဖြေကြမယ်စာပြန်မွဲဝင်ကြမယ်စာသင်သားတွေအတွက်လဲတောင်ငူမြို့ကပြစ်မထားကြနဲ့ဆုံးအုပ်ကလေးတွေတာဝန်ယူကြပါတနေ့စာတနေ့မနှဲရှာစားရတဲ့လူတွေကိုတော့ဖြင့်ရှိပါစေတော့ပင်ပင်ပန်းပန်းစားကြရှာရတဲ့လူတွေကိုတတ်နိုင်ကြတဲ့တိုက်ကြီးဓာကြီးအင်ကြီးသွမိုးကြီးတွေနဲ့နေကြတဲ့တောင်ငူမြို့ကချမ်းသာကြတဲ့တရားတော်မတွေကဒီတန်ဃာတော်တွေပြစ်မထားကြပါနဲ့အားကိုးရတယ်နော်မြို့ကျက်တရေဆောင်ဒီတန်ဃာတော်တွေရှိလို့ဒီစာပေပရိယတ္တိတွေ
မပြုတ်ပြက်အောင်ထမ်းဆောင်ကြလို့ခမည်းတော်တွေသိရနာရကြားရတယ်တတ်နိုင်သလောက်ဖောက်တယ်ချတယ်ခမည်းတော်မှန်လားပြိဿကြီးဒါကြောင့်လူကံပုဂ္ဂိုလ်များလာလို့ခေါင်းမကြည့်ဘူးဆိုတော့လေကျုပ်ကတိုက်တွန်းရပါတယ်ကြိုးစားကြပါဒါကြောင့်ဘုန်းကြီးလေဟိုဆွမ်းအကျိုး၅ပါးဆိုတာတောင်တရားနာပြိဿဟောခဲ့ဘူးပါလေဟောခဲ့ဘူးလားပြိဿကြီးအဲဆိုကြည့်စမ်းမနောက်ကသက်ရှိစင်လာကျုပ်တန်ကအရေးတဲ့ကတ်မအော်လို့ပါဆိုစမ်းမသက်ရှိစင်လာချမ်းသာကြဖို့အမှန်တကယ်ခွန်အားနဲ့ပညာကျွယ်အလုံးမြတ်တဲ့အလှပါကွယ်အလွန်မြတ်တဲ့အလှပါကွယ်ခွန်အားနဲ့ပညာကျွယ်မြတ်ဖယားဒီသနာသေချာမဆန်းအင်းကိုထိုးကြောင်းပြခဲ့တယ်ဟာနေလျှောကြီးပါလားသေချာဆိုဟေးဗါတဲ့မြတ်ဖယားဒီသနာသေချာမဆန်းအင်းကိုထိုးကြောင်းပြခဲ့တယ်ဟုတ်ပြီငါးပြသောအကျိုးတရားကိုမမှားရသောအကူအကားမို့နလန်းသွားဖို့စောင်းနှံမိပါတယ်အတော်တွေနဲ့နော်တချင်းကအတော်မပါလို့စီးမပြေဘူးမအောင်မင်းနဲ့ခွန်းလင်းကနေရလဲအတော်နဲ့သေချာနားထောင်ကြည့်ဘုန်းကြီးတော်ပြမယ်ခင်ဗျားတို့လူတွေမတော်ပါနဲ့တော်ချင်အိမ်ကြောင့်မှတော်လူတဲ့အတော်လွဲနေပဲနဲ့လို့အဲဘုန်းကြီးနည်းနည်းလေးတော်ပြနားထောင်ကြည့်ငါရသောအကျိုးတရားကိုမမှားရသောအကူအကားမို့ဟုတ်ပါလေဗါတဲ့ခွန်းလင်းကညစကပြန်လိုက်တာအကောင်းထင်ပါရဲ့ဒုပါဦးခင်ဗျားတို့လည်းနားထောင်ကြိုလိုက်ဆိုရတာဗါတဲ့အစကသက်ရှိစင်လာချမ်းသာကြဖို့အမှန်တကယ်ခွန်အားနဲ့ပညာကျွယ်အလုံးမြတ်တဲ့အလှပါကွယ်အလုံးမြတ်တဲ့အလှပါကွယ်ခွန်အားနဲ့ပညာကျွယ်မြတ်ဖယားဒီသနာသေချာမဆန်းအင်းကိုထိုးကြောင်းပြခဲ့တက်တနဲ့ဒူနဲ့တန်းနဲ့ဟာဒီလေဒါကြောင့်အတော်ပါတယ်လို့ပြောရဆိုတော့ငါးပြသောအကျိုးတရားကိုမမှားရသောအကူအကားမို့နလန်းသွားဖို့စောင်းနှံမိပါတယ်ဒီနေရာလဲအတော်နဲ့နော်သူကခွန်းနေကလို့တက်တန်နဲ့မတော်ရဘူးခတ်လျှောလျှောလေးနှိမ့်ပေးရငါးပြသောအကျိုးတရားကိုမမှားရသောအကူအကားမို့နလန်းသွားဖို့စောင်းနှံမိပါတယ်တက်တက်နဲ့ဒူနဲ့တက်နဲ့သူကဒီလောက်ရှိတော့ခွန်းနေကတော်မျိုးမဟုတ်ဗါတဲ့ငါးပြသောအကျိုးတရားကိုမမှားရသောအကူအကားမို့နလန်းသွားဖို့စောင်းနှံမိပါတယ်သန္တာနမှုစေရနာကျွဲလူရန်ညဖို့နှိုးစော်ပါရောဟုတ်ဗျာအစအဆုံးသွားလိုက်ပြီလူလည်းလှုပ်ပြီတလုံးနဲ့ဒီကစားဆုံးသွားဟိမလေးသက်သာခိုးလိုက်ကြတာဗါတဲ့သန္တာနမှုစေရနာကျွဲအစားဆုံးတော့လူရန်ညဖို့နှိုးစော်ပါရောဘလောက်ခံကြတောင်ငူမြို့ဆိုတာအထူးပြောစရာမရှိလို့ဘာတွေပဲဆိုဘာတွေပဲပြောဘုန်းကြီးအပေါ်မှာ
ဆရာတော်သံဃာတော်ရှင်မြတ်များနဲ့တကွလူကြီးမိဘတွေခွင့်လွတ်ပြီးသားမို့လို့ကျုပ်ကလည်းຫນွယ်စိုးဆိုပြီးတော့ဟိုဟာဆိုပြဒီဟာဆိုပြတရားလွန်နဲ့ရောက်တက်တယ်လည်းမလုပ်ပါနဲ့ဒီပရိသတ်ကြီးဒီလိုမှမလုပ်ပြန်ပြေးကုန်မှာမို့ဒါလေးတွေနဲ့ဆွဲဆောင်ပြီးတော့ဆွမ်းကြိုးလူငယ်ကလေးတွေတောင်အောင်မြောက်အောင်ဆိုမဲ့အစားဒီလိုသချင်းလေးဆိုရင်တန်မိုးရှိအသက်ရှိခြင်းအစင်းလှခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းပညာကြီးခြင်းမှန်ရလားပရိသတ်ကြီးဆိုကြည်သားမှာတက်ရှိစင်းလှချမ်းသာရဗလဉာဏ်ပညာဘယ်နှပါတော့၅ပါးဆန်းကျုံ၅ပါးရှိဒါကြောင့်ဒါလေးကိုဘုန်းကြီးကဆိုပြရဒါကြောင့်ဆန်းအကျိုးအင်မတန်ကြီးမားပါသဖြင့်ဒီ၅ပါးသောအကျိုးကိုရခြင်းကြတဲ့တောင်ဦးမြို့ကတရားတော်မတွေကမြတ်စည်းကုံစာသင်တိုက်ကြီးကြိုးစားပြီးတော့ဆွမ်းလှူကြပါဘုန်းကြီးတို့အဖို့ကတော့အဲ့ဒီမြတ်စည်းကုံစာသင်တိုက်ရောက်ရင်ဆွမ်းအတွက်မပူရဘူးဆရာတော်တွေထံကပ်ပြီးသွားဖုံးပေးလိုက်ဇပွဲကုံကြီးအပြည့်နောက်ရက်တွေလည်းဒီလိုပြည့်အောင်ပဲကြိုးစားပြီးတော့ပို့ကြပါလှူကြပါလောင်းကြပါပေါ့တရားတရားကောင်းတဲ့မြို့မို့လို့ဘုန်းကြီးတို့တိုက်တွန်းရကဲဒီတော့ကောင်းပြီတရားနာပိဋကအခုကြည်တရားနာပိဋကလှူကံပုဂ္ဂိုလ်လာလို့ဟိုမင်းကသထေကြီးခေါင်းကြီးရလားပိဋကကဲကောင်းမကြည့်တော့ထလှူတယ်အလူခံတော်မူပါဗျာတပိတ်ကြီးနဲ့ရက်တဲ့ပြစ္ဆေကဗုဒ္ဓသွားလှူတော့တပိတ်ကလေးဖွင့်ပေးတဝက်လောက်ကြတော့လက်ကဗျတထေကြီးတဲ့ငါကြီးမလှူနဲ့ဟဲ့မင်းဖို့တဝက်ချံအောင်ငါအကုန်လှူရင်မင်းဘာစားမလဲကွယ်လို့တဝက်ချံအောင်လို့ဗဇက်ကမမိတ်တော့လဲမိတ်တော်မူတဲ့ကဲ့သို့လက်ကလေးကံပြအလူကံပုဂ္ဂိုလ်များကတရားဓမ္မတွေပေါ်ငဲ့ပုံလေးငဲ့ဘူးလားပြိဿကြီးအချို့ကြတော့လဲသမန်ငါရှံငါကျွတ်တို့ဘုန်းကြီးတွေတောင်ပြောမြောက်ပြောနေဘုန်းကြီးတွေကဘာမှသိတာမဟုတ်ဘူးသူတို့မလှူတာတခုသိတာတဲ့လူတွေဖြင့်နေမအားညမအားရှားဖွေနေရဘာမှသူတို့သိတာမဟုတ်ဘူးတဲ့တရားဓမ္မတွေပေါ်လဲဘာမှငဲ့ညတာမဟုတ်ဘူးတဲ့တချို့ကဘုန်းကြီးတွေကိုတရားနာပြိဿလူဘိုလောက်ထင်နေတောင်ပြောမြောက်ပြောနေတချို့တရားတွေကများပြောသေးဒုံလမ9ရက်ဝတ်တာတောင်3ရက်တစ်ပိုင်းနဲ့ကိစ္စချောတဲ့လူတွေကမင်းပြင်းဘုန်းကြီးဝတ်ပါလားကွာဘုန်းကြီးတွေလူပြင်းကြစကားများကြည့်ရှုပြောကြစမ်းလွဲတဲ့ထင်လို့ပြောနေမလွဲပါဘူးဘုန်းကြီးဘဝမလွဲပါဘူးတရားနာပြိဿလွဲတဲ့ထင်ကျွတ်တို့ကစမ်းကြည့်လို့ပဲမှာခဲ့သူများလူတာလက်ဆေးအသာ၌စားတာလွဲတယ်ဆိုရင်ကိုင်းယောက်ျားတွေအကုန်လုံးသင်္ကန်းဝတ်ကုန်မှာပေါ့ဗျယောက်ျားတွေအကုန်သင်္ကန်းဝတ်ကုန်ကိုင်းမိန်းမတွေဘယ်နဲ့လုံးမလို့ဘလူရှာချွေးမလို့ညဒါပြောတာလွယ်တာမှတ်လို့သူတို့ပြောနေတန်ဃာတော်အရှင်မြတ်များစီဝိနည်းတော်သိက္ခာပုဒ်တွေကိုထမ်းပြီးတော့မလှုပ်သားမလှက်သားလွယ်ဘူးဗျတသွေးတဲ့တသန်နဲ့တညီတဲ့သိက္ခာပုဒ်တွေဆိုအတူထမ်းဆောင်ရဝိတ္တသင်္ကန်းကြတော့ကြည်အောင်ဝိနည်းတော်နဲ့အကိုက်ခင်ဗျားတို့လိုအင်ကြီးလက်ရှိဝတ်လို့မရဘောင်းမီကြီးဝတ်လို့မရခေါင်းလောင်ကြီးစွတ်လို့မရပေါ့လေခေါင်းလောင်ဝတ်တဲ့ခေတ်ဆိုတော့ပြောရလွယ်တာမဟုတ်ဘူးဒါကြောင့်တရားနာပရိသတ်ကြီးတန်ဃာတော်တွေကိုအမှတ်မထင်ငါတို့မငယ်ဘူးမသိဘူးတရားဓမ္မတွေရဲ့ပေါ်မှာအလိုက်မသိဘူးလို့တော့ထင်မသေးပါနဲ့အခုအလှကံပုဂ္ဂိုလ်ကငဲ့ဘုံကိုကြုတ်ပြောနေတယ်ငဲ့လို့ဘောမြခမည်းတော်လှူတာတွေဖုံးပေးပြီးတော့တန်ဃာတော်ရှင်မြတ်တွေကသီလလေးဖြစ်တော့ပေးသွားကြရေစက်လေးဖြစ်တော့ချသွားကြမေတ္တာတုတ်လေးဖြစ်တော့ချီးမြှင့်သွားကြဆွမ်းလူမောဒနာလေးဖြစ်တော့ဟောသွားကြအလကားစားလို့ဖြစ်တာမဟုတ်ဘူးစာသင်ရင်စာသင်စာမသင်ရင်စာချစာမချရင်တရားဟောတရားမဟောရင်တရားအားထုတ်တောင်းလေးတောင်းဘုန်းကြီးဘုံကတောင်းကတော့ရခင်ဗျားတို့လူသားတွေစားနေရတန်တွေတန်ငဲစားရတာလွယ်တာမဟုတ်ဘူးကြည်အောင်ဆက်ရတယ်ဘုန်းကြီးဘဝကြည်အောင်မဆက်ရင်လေဟောဘုန်းကြီးများပြန်တော်မူရင်လူတွေလိုသပိတ်သွတ်လို့မရဘူးရှူးဆိုသွားတာဘယ်သွားတာတုန်းတော့မမေးနဲ့သွားတာကျွတ်တို့ကြားဘူးတဲ့စကပုံလို့ဆိုကြောက်เสียကြီးမြင်းမလားကြောင်းပေါက်နွားနှကောင်မယုံလို့တကားတယောက်ကဇွတ်ရိုက်တယ်ဘုန်းကြီးကတနာလို့သွားရှာရှည်လိုက်တော့ဟိုကရှာခောက်တာပေါ့
ရိုက်ပါနဲ့ကွာတဲ့မင်းမယုံနိုင်လို့လူလည်းမပြောတတ်မငိုတတ်မယုံနိုင်လို့ပါဗျဆင်းကြီးမကန်တတ်တနာစရာမရိုက်နဲ့ကွာမင်းရှင်ကရှယုံနေရမြေသားနဲ့မယုံနိုင်လို့ဥစ္စာဘုံကရှာရှိလိုက်တယ်ရိုက်မှာပေါ့ကိုတော်တဲ့သူနောက်ဘက်ကဘုန်းကြီးဝေသူများလူတာတွေစားပြီးစိတ်ပတိမှမစိတ်ခဲနဲ့တော့ဟာမကြတဲ့လူဘုန်းကြီးသေးတော့နွားဖြစ်တဲ့အတိုင်းပဲကြားရတဲ့စကားပုံဒါကြောင့်ကြည်ရှုပြီးတော့လည်းတရားနာပိဿစကားပြောကြဘုန်းကြီးဘဝလွယ်တယ်ထင်းထင်းနေလွန်းလို့ကြည်အောင်ဆက်ရတဲ့အစိတ်တုံးစိတ်ခဲတန်တုံးတန်ခဲကိုစားနေရတဲ့ကဲ့သို့ဒါကြောင့်မငဲ့ဘူးမထင်ပါနဲ့တန်ဃာတော်တွေငဲ့ဘူးအလှခံပုဂ္ဂိုလ်ငဲ့ပုံကိုပြောနေတဲ့တရားနာပိဿကြည်အခုတဝက်လောက်ကြတော့လက်ကပြမင်းမို့ခြံအောင်ဆိုတော့တထေးကြီးကမှန်လားပါဗျာတဲ့ဒီဘဝအတွက်မချီမြောက်ပါနဲ့တပည့်တော်တန်တရားအတွက်ချီမြောက်တော်မူပါဗျာဒီဘဝတဏှစာလေးမငဲ့ပါနဲ့ဗျာတန်တရားခရီးစင်းစင်းရဲရဲနဲ့ရှောင်ရမှကြောက်လွန်းလို့ဗျာအလှခံတော်မူပါဗျာဆိုအကုန်လောင်းပြီးတော့ဆူတောင်းတယ်လေဘယ်လိုတောင်းလို့ဆိုတော့ဘုရားတပည့်တော်ဒီဟောဒီဆောင်းလူရသောကောင်းမှုကြောင့်ဒီလိုငတ်မို့ခေါင်းပါတဲ့ကတ်မျိုးမကြုံရပါလို့ဤခေါင်းစဉ်မင်္ဂလာပြုတ်ပြီးတော့ကောင်းငင်မော့ကြည့်လက်ခမောင်းခတ်မိသောခါကြည်2500စပါးရီအကုန်ပြည့်ပါစေသာလိုချင်တာတွေအကုန်တောင်းတဲ့စုတွေအကုန်ပြောရင်များမှာဆိုလို့လိုရင်းလေးလောက်ကြုတ်ပြောအရှင်မရတို့သိမြင်သောသစ္စာလေးပါးကိုသိရပါလို့ဤဖျားဆုတောင်းပြည့်စေကဗုဒ္ဓရှင်မြတ်ကလည်းအိစီတံပတ္တိတံတုံရှံခိဗ္ဗမေဝဟာသမိဇတုဒီစုပေးလိုက်ပြည့်စေပေါ့နောက်တထေးတော်ကလည်းထလူတဝက်လောက်လက်ကပြခုနှစ်ကတိုင်းလျှောက်ဆူတောင်းလိုက်တာကလည်းဒီကံမျိုးမကြုံရပါလို့ဤဘုရားတပည့်တော်ထမင်းကိုတလုံးနဲ့လက်ဝဲလက်ဖြစ်ထမင်းကိုကင်လက်ရလက်ဖြစ်ရောင်းမကိုကင်၍ထမင်းအိုတလုံးနဲ့ဇဘူးတွေတကြုံလုံးခူးကျွေးတော်လည်းမကုံတော့ကိုဖြစ်ရပါလို့ဤဖျားအရှင်မြတ်တို့သိမြင်သောသစ္စာလေးပါးကိုသိရပါလို့ဤဖျားကိုတယောက်အတွက်မတောင်းဘူးအတ္တဟိတပရဟိတအလုတ်တွေရှေးတုန်းကတထေးတွေဒီလိုလုတ်ချမ်းသာတာလည်းမပြောနဲ့ခုတော့ဟုတ်ပါဘူးကိုချမ်းသာပြီးရောဟိုဟာတွေဘယ်လိုနေလုတ်ကြပါနဲ့အဲ့ဒီတိုင်းကြည်ဆူတောင်းပုံလေးနောက်တထေးသားလေးကထလူဘုရားတပည့်တော်ဟောဒီတဏှစာလှူရသောကောင်းမှုကြောင့်တောင်းတလုံးနဲ့မျိုးရိတ်ခါတွေထည့်ပြီးတော့ဇဘူးတွေကျုံးလုံးဇဘာတွေပေးတော်လည်းမကုံတော့ကိုဖြစ်ရပါလို့ဤဒီကံမျိုးမကြုံရပါလို့ရှင်မြတ်တို့သိမြင်သောသစ္စာလေးပါးကိုသိရပါလို့ဤဗျာသူတောင်းကဒါတွေမကဘူးနော်လိုရင်းလောက်ချုပ်ပြောနေတာနောက်တထေးချွေးမလေးကလည်းထလှူဘုရားတပည့်တော်တဏှစာလှူရသောကောင်းမှုကြောင့်ငတ်မောခေါင်းပါတဲ့ကမကြုံရပါလို့ဤလွယ်အိတ်တလုံးနဲ့အစရာတွေနှိုက်ပြီးတော့ဇဘူးတွေဂျုံလုံးပေးရမကုံတော့ကိုဖြစ်ရပါလို့ဤအရှင်မြတ်တို့သိမြင်သောသစ္စာလေးပါးကိုသိရပါလို့ဤဖျားနောက်ကျုံပုံနာကလည်းထလှူတယ်မစားဘူးဖျားတပည့်တော်ဟောဒီတဏှစာလှူရသောကောင်းမှုကြောင့်ဒီကံမျိုးမကြုံရပါလို့ဤထွန်သွားတစ်ချောင်းနဲ့ထွက်ပြီးတော့ထွန်တဲ့ချိန်ခါမှာလက်ဝဲလက်ရ၃ချောင်းစီပွားပြီးတော့ထွန်သွား9ချောင်းရထင်ရပါလို့ဤဖျားဖျားတပည့်တော်သည်ဟောဒီအရှင်သခင်များရဲ့ဖြစ်လေရဘဝဒီတထေးကြီးတွေရဲ့ကျွန်းသားဖြစ်ရပါလို့ဤဖျားမွဲကျင်တဲ့ခွေးပါတဲ့ကျွန်းကကျွန်းစုပြန်တောင်းဟိုတုန်းကတထေးဆိုတော့လေတောင်းမိမှာပေါ့ဒီပြင့်ကျွန်းနေနှင်လှုပ်ပေမဲ့သူ့တထေးတွေနဲ့လက်ရည်တပြင်းကြီးထိုင်စားရတော့တောင်းမိမှာပေါ့ကျွန်းပုံနာကခုခေတ်သိမ့်တီပေါက်တဲ့တထေးလောင်ညာဘာဂယုဆိုင်လိမ့်ဘာဂယုဆိုင်လိမ့်ဟိုတုန်းကတထေးမျိုးမှုတောင်းတာပေါ့အခုခေတ်သူတို့ဝက်သားကျက်သားချက်စားပြီးချင်းမောင်ဟင်းငပိကနဲ့ကြည့်ချင်းမောင်ဟင်းငပိချက်နဲ့ဟုတ်တယ်ဗျာငပိကတောင်ဖြစ်သူတို့ဝက်သားကျက်သားတွေချက်စားပြီးတော့ချင်းမောင်ဟင်းငပိချက်နဲ့ကြေးကျွန်းတွေပြစ်ထားတဲ့အခုခေတ်ကတ်စီးနေတဲ့ထေးမျိုးဆိုရင်လည်းဘယ်တောင်းလိုက်တကယ်တထေးတွေမှုလို့တောင်းဆူတောင်းကြကြဂယုဆိုင်ကြပါဆူတောင်းရေးကြီးပါတယ်ပြေးသားကြီးဆူတောင်းရေးမကြည့်ဘူးလားခင်ဗျားတို့ကျုပ်သာသနာပိမှန်ကြီးအတွက်ထောင်ချီပြီးလှူကြတဲ့တရားဓမ္မတွေဆိုတော့လေတရားနာပြည့်တဲ့ဆူတောင်းတတိပေးရပါတယ်တချို့ဆူတောင်းမှားတာလုံး
Fandin bandin the neighbor Mababu. Cho Wajili, the Jobajuna, Dilim, Dida, Dimayane, Diasata. Matau de Jaja. The Choja Nap shit down the guy near the same shit down the junior, there is some shit down the care do wajan. Well, Sudan in Manamadi. The Cho goes down like Gumajabu, Faji, now said to a party. Oh, my God, and die my beer. They don't look what they go me. Oh, I'm a question. Down boom. The Soviet day alone down and Nambia shit down the Berlin and the Yavalu. Oh, Babo Sasha down. Sudan the Usajano, Sudan Madat. Yuna Diana did a shampoo de Yauli. Macedonia Payazo, Payafu, the Goji, the Sudan Gide, Sudan down the long Tayada, Bimanon. Payada, Hori, Pansimi, Payone, Luyado, Gamujan, Nevano, Madame, and Town Ladder down the long him, Bobayazi, Wapaya. Sudan won't Gido. Do a down the long Boba, Sudan, and Naga Ludia, down the long a little door. Call the machine. Payasu down, we down the low terminal ledge like Domashi. Oh, yeah. I got down the low machine. I only hurry Payasu down here, so I hope there. To a bow as it down Tada go. Payada go Gijan of the Coco Villa. I Payasu down here, I hope there. Lo Payachimu, Melo, Sudan Gida. Lunla Gila Yellow, Avale Kuro, Tanzayamashi, on down Pore Payavala no. Yes, he go no, Payabia a beauty. Sudan Gila, Lunla Yellow, Amale, Lon, the no, Nogavare do he. Lon, the no, Manshi said to Sudan, Eddie Sapora. Sudan, yes, he go, Luban and Sudan Maya. Tabidi Diana did that Sudan young like good or little water, near the Abude. Yango ma. Good or little vaga, good or little vaga. Now, Mazashi, go maro. Toby, the pony one, the other Lutrata account there, Pienzi account. When the Moulin Chanyan City song and twerk. Song and Pianla, young net song can yard, I live the way lazy long. By Yaisa. Sabi Sate, Sajet, the Yidamo 8, Ya Sabia, Manamulin Song and Twe Sonsa, the very sage of Mouth, Sate, the Yidamo 8, Sajet, Ya Sabia, Manamulin Song and Twe Since that, let's say that the pony was Chalawale. Dobby being a Twata gown and Dabby Maluswidigun Paya, would you be Manga Thomas, so you Paya, would you what a Lutome knit? The Gamadi Yogala Guroli Laram Payashi time is so down. Payada Vido Hori Pansi me Payana Ludan Bido Paya Davido the Shikoya the Gamuzo Divawaga Sabido Namakama Ponji Ludu and Yanef and Beba Wagama. With your name? What ya Baba let you sit down? Lutramelodiga Lara. The command now body down Omelelu Tana town on the Dabe. Payada Vido the Hori Pansi me Piana Ludan Bido Shikoya the Gamuzo. Payada Vido the Pony Ludu and Yanef and Beba Wagama. But what don't she like? The Gamadi Pony Ludu at the Mo. Don't you go 12 so we don't. Young on good or little one year, who the red Gamasu down young. Adilu Sudan, you adore that with that. Tajan Diana Vizaji, Sudan Mama was so in the Ribeni Vadi. Guy Tilone, the Tenga Udiana Vidas, Lura Pisiga Budaga, Piezelu, Su baby Pianjua. Digaleta Palawa. Hogaletiana Vizaji. The go 80 panes Sudan. Nandamu like what draws all like that, the way alone and a Pisica Buddha, Shimya, Naya, who told be cut like that, Pombelo, Macuna off.
ဒါတွေကိုမြင်ရတော့တရားတရားကသိအာကြီးဝမ်းမြောက်ကြတာပေါ့ဒီလိုနဲ့စားစရာမရှိလို့တရားနာပရိသတ်အိတ်ကြရောပေါ့နောက်အိတ်ရကနိုးတော့တထေးကြီးကမေးဟေးတထေးကတော့ကြီးဘာတော့ဝင်းနေပူလောင်လိုက်တာကွာဆာလိုက်တာစားစရာများမရှိဘူးလားဟောတော့ဒုက္ခပဲသူအတိသားနဲ့နောက်ဆုံးတနတ်စာလေးပြည့်စေကဗုဒ္ဓကျွမ်းလာလို့9ယောက်စလုံးလှူလိုက်ကြတာထမင်းအိုးဆေးကြောထားပြီသူအတိသားနဲ့ဟေးတနာလိုက်လေချင်းတထေးကြီးကိုတနာလိုက်လေချင်းတထေးကြီးဘာမှစားစရာမရှိတော့ပါဘူးလို့လည်းငါပါဇက်ကထွက်ရမှကြောက်လိုက်ပါပြီတရားနာပရိသတ်ကြီးစားစရာမရှိတော့ဘူးလို့ပါဇက်ကမထွက်ရဘူးတဲ့မရှိဘူးဆိုတဲ့စကားကိုသုံးရမှကြောက်သွားတယ်ကြောက်ဘူးလားပရိသတ်ခမရတို့လည်းနောက်မရှိဘူးဆိုတဲ့စကားသုံးရမှကြောက်တော့မလားပရိသတ်ကြောက်ပါဘူးလူလိန်နေရှိရသားနဲ့လိန်လိန်ပြောဘာဖြစ်မရှိဘူးဘာဖြစ်မရှိဘူးမြင်မလားတရားနာပြည်သားတို့လေတဲ့ဈေးမသွားရသေးလို့တနတ်စာလောက်ကျက်သွန်လေးငရုတ်လေးချီးပါလို့ဆိုတော့တို့တောင်တနတ်စာရှာချင်းရမှာဘာဖြစ်မရှိဘူးပြောတယ်ခင်ဗျားတို့မထာတော်သေချာမရှိဘူးဆိုတဲ့စကားသုံးရင်လုံးပါပြီးတော့ခင်ဗျားတို့မွဲကုန်လိမ့်မယ်ရှိရသားနဲ့မလိန်ကြနဲ့မှန်ရလားပြည်သားကြီးဇဘူရိတ်နမိတ်ထွန်းတဲ့ကျွန်းနဲ့ဘာမှလို့နမိတ်ထွန်းတဲ့ကျွန်းမြခမရတို့ဟိုတုန်းကပြောနေကြလွန်ခဲ့တဲ့နှစ်တွေကဘယ်နဲ့တော့ဟေ့စီးပွားရေးဆိုမစားတာပါဘူးကွာခမရတို့စကားတွေနဲ့ခမရတို့ပဲမစားတာပါဘူးကွာအသုံးအနှုန်းတွေပြောပါတယ်တယောက်နဲ့တယောက်တွေ့လို့နှုတ်ဆက်တာကအစငါတူမပဲကလာတော့ကျမဈေးရလာတယ်ငါတူမချမ်းသာပါစေတော်တော်လေးချမ်းသာပါစေတော်ကောင်းမှုလားပြိတ္တာမေဘယ်လာတော့ဟဲ့ငါတော့လာတယ်ကွာချမ်းသာပါစေကွာတကယ်ချင်းလည်းချမ်းသာပါစေကွာကောင်းမှုလားကောင်းပါဗျာနောက်တယောက်နဲ့တယောက်တွေ့ရင်ဘယ်လိုပြောတော့ချမ်းသာပါစေဘယ်လိုပြောမလို့ချမ်းသာပါစေခုတော့ဟုတ်ပါအောင်တယောက်နဲ့တယောက်နှုတ်ဆက်တာကစားမင်းမသေးသေးပဲကိုကွာမသေးလို့တွေ့နေမှပြင်တောင်ပြောမြောက်ပြောနေအတိတ်မရှိတဲ့စကားကြီးလျှောက်သုံးကြနမိတ်ထွန်းတဲ့ကျွန်းတော်တရားနာပြည်သားဇဘူရိတ်တောင်ကျွန်းဘာမှလို့တော့မရိတ်သားမြင်မလားအယူတော်မင်္ဂလာတို့လက်ဖြတ်ဇက်ဖြတ်ရှာဖြတ်အင်မတန်နမိတ်ဖတ်ရဲဘရင်ရှိအုပ်ဆောင်ကြီးနဲ့အုပ်ထားဘာမှမမြင်ရဘဲနဲ့ဖွင့်မကြည့်ဘဲနဲ့ဘာကောင်ရှိတုံးမေးတယ်ဗျခမရတို့ကျွတ်တို့ဘဲနဲ့လှုပ်ဖြေမလို့ဟိုမှာကြည့်တရားနာပြည်သားနမိတ်ကြည့်လိုက်တော့လမ်းဆင်တွေ့ခဲ့ဟောဆင်တော့အုပ်ဆောင်နဲ့အုပ်နိုင်ဆင်းနဲ့တူတာဘာရှိတုံးဝက်ဘာကောင်လုံးမေးတာဝက်သားဆိုတော့လည်းကြွားကြကြီးဝက်နဲ့တူတာဘာရှိတုံးကျွဲ့ဖြစ်နိုင်တဲ့အုပ်ဆောင်တဲ့ကျွဲ့မှန်လားပါကျွဲ့ရှိကြောင်းပါဗျာဟဲ့အင်းကြီးမြဗျာကျွဲ့တော့မှန်းနေပြီကွမှန်လားပါဘယ်နှကောင်ရှိတယ်ဆိုတာရှင်းဆက်ပြီးစင်မေးတော်မူပါဗျာဟဲ့အယူတော်မင်းလားဘယ်နှကောင်တော့ဟဲ့မေးလိုက်လမ်းတွေ့ခဲ့တဲ့ဆင်က3ကောင်တွေ့ခဲ့တော့မှန်လားပါ3ကောင်ရှိကြောင်းပါဗျာရဲကြီးနမိတ်ဖတ်ဖြေကြွက်ကတကောင်နဲ့အုပ်ထားတာ3ကောင်ဆိုတော့ဟာမဟာဖွင့်ဆိုပြီးဖွင့်လိုက်တော့ကြွက်မကြီးကအဲ့ဒီထဲတင်ကြွက်ကလေး2ကောင်မွေးနေဟော3ကောင်နမိတ်ထွန်းတဲ့ကျွန်းဘာမှလို့ပြီးတော့ဘရင်ရှိရွှေကုတ်အေးလေးချတာလက်နဲ့ဆမကြည့်ပဲနဲ့အချိန်မလောက်ရှိတုံးမေးတော့လေလမ်းစင်တင်းကိုကတ်တွေကျိုးနေတာတွေ့ခဲ့တဲ့နမိတ်နဲ့ဖြေချလိုက်တဲ့ကတ်ကျိုးဆိုတော့မှန်လားပါကိုကြသားရှိကြောင်းပါဗျာချေကြီးတရွေးတာမရော့ဘူးနမိတ်ထွန်းတဲ့ကျွန်းတော်ကောင်းတာလေးတွေကြည်သုံးကြတရားနာပြေသာကောင်းတာလေးတွေကြည်ပြောကြခင်ဗျားတို့ကနမိတ်မရှိတဲ့စကားတွေအလွန်သုံးဒါကြောင့်တယောက်နဲ့တယောက်တွေ့ရင်ငါတူမှာချမ်းသာပါစေတော်တော်လေးချမ်းသာပါစေရှင်ကောင်းလားဟဲ့ကောင်းပါလေဗျာဘာကြီးချမ်းသာပါစေငါတူလေးလည်းချမ်းသာပါစေကွာကောင်းမှုလားကောင်းပါလေဗျာဘုန်းကြီးပြောလို့ချမ်းသာပါစေဆိုပြီးဘိုက်ထဲကသေပါစေဆိုတဲ့စိတ်ကြီးနဲ့လည်းမလုံနဲ့
အဲ့ဒါအပေါ်ပဲတရားနာပြိဿတကယ်မေတ္တာစိတ်လေးတွေမွေးလို့မေတ္တာမိုးကြီးရွာရဲ့ဟဲ့တို့တိုင်းပြည်ချမ်းသာတယ်ဆိုတာမြေကြီးလက်နဲ့ခတ်တာကလွဲလိမ့်မယ်ဟဲ့တခုခန်းနေရင်ဒီလိုလက်ထည့်ပြောပါသေးတာမေတ္တာခေါင်းပါတဲ့လူတွေဆိုတော့မြေကြီးလက်ခတ်တာကလွဲလိမ့်မယ်တခုခန်းနေရင်ဆိုတာမထည့်လို့ဖြစ်ကုန်မဖြစ်ဘူးတို့ကြကတိကတ္တကမြေကြီးလက်နဲ့ခတ်တာမလွဲဘူးလို့ဘုန်းကြီးကပြောတော့ကွာဆိုပြီးကန်ကျမ်းစင်မော်ရိုက်လွဲမှာပေါ့တခုခန်းနေတာကိုကတိကတ္တဖြစ်မှာစိုးလို့ဒါကြောင့်တရားနာပိဋကကြီးမေတ္တာတရားကိုထားကြစမ်းပါနမိတ်ရှိတဲ့စကားကိုသုံးကြစမ်းပါနမိတ်ဆိုတာပြတ်တတ်ကျုံမကွေးသွားတရားဟောမနှစ်ကကားခွေးနှစ်ခါတိုက်တန်ကြိုးရောက်လာတယ်တပည့်တယောက်ကအဖေသေးတယ်တပည့်တယောက်ကအမေကြီးသေးနမိတ်ဘာမှလို့ဒါကြောင့်ခွေးများမတိုက်အောင်ကြည့်မောင်းပါကွာလို့တရဝါတဲ့ခွေးတိုက်တာတော့မကောင်းဘူးလို့ကတတလုတ်တဲ့ခွေးသေးရောကွာမလုံးနဲ့ကွာခွေးတိုက်ကားနာတယ်လို့အင်မတန်ဆိုးတဲ့နမိတ်ကွာလို့ကြုံဘူးတာတရားနာပိဋကဒါကြောင့်တရားနာပိဋကကြီးကောင်းတဲ့စကားကိုရွေးသုံးကြစမ်းမှာဟိုမှာမရှိဘူးဆိုတဲ့စကားကိုပြောရမှာတထေးကြော်ကြီးကြောက်နေပြီကြောက်ဘူးလားပိဋကကြောက်တော့မရှိဘူးမပြောချင်လို့သူလဲအမြင်မဲ့ကိုင်းထမင်းအိုးလေးငါယူပြမယ်ဆိုပြီးတရားနာပိဋကရေထမင်းအိုးလေးပြမယ်ဆိုပြီးမိဖို့တဲ့ဝင်သွားထမင်းအိုးလေးကအလိုလိုပြည့်ထမင်းနေပြည့်နေတဲ့တရားနာပိဋကဟောတော်မလီငါစိတ်ထင်လို့လားတရေတွေများကြလို့ထမင်းမြင်လိုက်တော့ငါနေတာကိုဟောတော်တအားပြေးပြီးကြည့်လိုက်တော့ဟဲတော်ဟောတော်အားသိနေတာထမင်းနေမြင်ရတော့ထမင်းနေပြည့်နေပါဘောလားတထေးကြီးတော့စားရပြီဆိုပြီးတော့လက်ကလေးနှစ်ဖက်နဲ့ထမင်းုံနှခမ်းလေးမပြီးထေးကြီးပြီးတောင်ပြီးဦးတရောသောဘာနဲ့ဝမ်းသာလုံးနေတထေးကြီးတောင်ပြီးဦးထေးကြီးတဲ့တော်သေးခွေးကြီးများထွက်သွားဒုက္ခမှားတာစကားကထေးကြီးဆိုပြီးတော့ဟဲ့ဘာလို့မင်းပြီးသားခေါ်တာဘယ်လိုဖြစ်လာတာတော့ဘယ်လိုဖြစ်ရမလို့တော့ဒီမှာလေကျုပ်ကထမင်းအိုးဆေးကြောပြီးတော့ထားတဲ့ကိစ္စအဲ့ဒါမရှိဘူးမပြောချင်လို့ထမင်းအိုးပြမလို့ဝင်သွားတာအခုထမင်းနေပြည့်နေပြီတထေးကြီးရဲ့ဟာဒါဖြင့်တို့ပြုတဲ့ကုသိုလ်ဒါနဒိဋ္ဌဓမ္မအကျိုးပေးပြီဒိဋ္ဌဓမ္မတဲ့နော်ဒါကြောင့်တချို့ကလည်းပြောကြပါတယ်ခုခေတ်ဘုန်းကြီးတွေလှူတယ်ဆိုတော့လက်ငင်းအကျိုးပေးတယ်လို့တချို့ကပြောတယ်မယုံဘူးတဲ့တို့များဒိဋ္ဌဓမ္မအကျိုးပေးပါဘူးပုံနာတို့ကြတော့ရှင်တုံးရှင်ခဲတွေလက်ွက်ထဲကရွှေဖြစ်တဲ့မဟာတို့ယရနာမိုးရွာတဲ့ဆွန်ကလေးတနတ်ကတ္တာတို့ဖြစ်နေတိုင်းလှူနေတာဘာမှမဖြစ်ဘူးတဲ့ခမရတို့ဖြစ်တာသိမှမသိပဲနဲ့ခမရတို့လက်ငင်းအကျိုးပေးပုံကြုတ်ပြောလက်ငင်းအကျိုးပေးတာကိုသိချင်ရင်သံဃာတော်တွေကိုပင့်ပြီးတော့ဆုံးကတ်ကြည့်စမ်းပါပေးသားကြီးသံဃာတော်ဆုံးပင့်ကတ်တယ်ဆိုရင်စားနေကြငရုတ်သီးချင်မောင်ဟင်းငပိချက်နဲ့ကြီးကပ်ပါမလားကပ်ပါဘူးဗျာမကတ်တော့အရင်လုံးကချင်မောင်ဟင်းငပိချက်ကိုစားနေကြတဲ့ပို့ပြီးတော့ကျက်သားဟင်းလေးဖြစ်တော့ထူးထူးဆန်းဆန်းချက်ကြသည်ချက်ဖူးလားပြိဿကျက်သားဟင်းလေးချက်ကတ်တော့သံဃာတော်တွေကအကုန်လုံးတဒုံးမှမချမ်းမဲနဲ့ဖုံးပေးသွားနိုင်မလားဖုံးပေးမသွားနိုင်ရင်ကျက်သားဟင်းနဲ့ဆုံးကတ်တဲ့နေအဲ့ဒီကျက်သားဟင်းစားရမှလက်ငင်းအကျိုးပေးသည်ကျုပ်တော့လိမ်မျိုးပြောတော့မှာဟာဒီမြာစီကိုဇာတိနိုင်ကဆရာတော်ဥဒိဋ္ဌာနဲ့တကွာသံဃာတော်ပင့်ပြီးတော့အလျင်းသိရဆုံးကတ်ကြည်စမ်းမှအကျိုးပေးပုံတွေပေါ်လာလိမ့်မည်သဘောပေါက်ရလားကျွတ်တို့ခစ်လက်ငင်းပေါက်ရလားပြိဿကြီးဒါဖြင့်ဆုံးနာကကြကြည်တရားနာပိဋကကြီးအဲ့ဒီလိုသူတို့ဟိုတုန်းကလှူရတယ်ဆိုတာကပုဂ္ဂလတံပရာပြေဆုံးတကိုပြည့်စေကဗုဒ္ဓယဟန္တာဖရာဆိုတာကတော့အကျိုးပေးမြဲကိုပိဋကခုကျွတ်တို့လှူတယ်ဆိုတာကတော့ကျွတ်တို့ကလည်းခမရတို့နဲ့နည်းနည်းလေးကွာတာဟုတ်တယ်ပူထုစဉ်ကြီးပဲခမရတို့လည်းပူထုကျွတ်တို့လည်းပူထုကြားပူရင်ထူရင်ပူရင်နဲ့ဒီလိုသေးကုန်မဲ့အမျိုးတွေဆိုတော့ဟိုပုဂ္ဂိုလ်ကြီးတွေလှူတာတော့အကျုံးပေးပဲဘူးဗောဒါပေမဲ့လို့ကျွတ်တို့ခက်လက်ငင်းရတော့ခုနကပြောသလိုကြက်သားနဲ့ကကြက်သားဟင်းစားရမှာသေချာပေါက်ပါဗျာကဲကြည်တရားနာပိဋကရေအခုဒီလိုလှူပြီးတော့
လက်ငင်းအကျိုးပေးတာတွေတွေ့ရတော့ဟေးကုသိုလ်ဒါနဒုကုသိုလ်ပြန်ပြီးတော့စုံစမ်းကြပါစို့စုံစမ်းကြကောင်းစင်မင်္ဂလာပြုပြီးတော့ကောင်းကင်မော့ကြည့်လို့တထဲကြီးလက်ခမောင်းခံမိသောခါကြီး2500စပါးတွေအကုန်ပြည့်တော်သည်ပြေကုန်ပြိဿကြီးတထေကတော့ကလည်းပဲတရားနာပြိဿကြီးအဲ့ဒီထမင်းအိုးလေးတစ်လုံးနဲ့ရောင်းမှလည်းခူးပြီးတော့စပူတွေတစ်ချုံလုံးကျွေးလိုက်တာမကုန်နိုင်ကျိုးပေးကုန်ပြီပြိဿလက်ခမောင်းခတ်တာနဲ့စပါးတွေပြေဘူးလားပြိဿခမည်းတော်လည်းလက်ခမောင်းခတ်ယုံလေးနဲ့စပါးတွေပြည့်ခြင်းမူလားပြိဿပြည့်ပါဗျာခါဒါဖြင့်လက်မောင်းပြုတ်ကြယုံရှိဘုန်းကြီးပြောတာနဲ့နောက်ရက်တော့လက်ခမောင်းခတ်တော့မထင်နဲ့ဟေးကိုအေးနက်ဖင်ကဟောဒီနာနေပြီးတော့ကောင်းကင်မော့ကြီးလက်ခမောင်းခတ်စမ်းပါတွေးရတော့ပြောမဟာတကားအေးဘာလောက်တာပါလေကိုအေးဘာလောက်တာလဲဘုန်းကြီးလက်ခမောင်းခတ်ပြည့်တယ်ဆိုလို့ကိုအေးရေခတ်ချင်ခတ်ကြည့်ပေါ့ပြေးတာကြီးလည်းအိမ်ရောက်ရင်ကိုအေးရှိကထွက်ပြီးခတ်ချင်ခတ်ကြည့်ပေါ့မဟုတ်ဘူးနော်လက်မောင်းပြုတ်ရင်တော့ကြုတ်တာကိုမရှိဘူးကိုသဘောနဲ့ကိုလှုပ်ဟိုတုန်းကအကျိုးပေးတာတွေပြောနေတာကြည့်ထမင်းရိုးတစ်လုံးနဲ့ခူးကျွေးလိုက်တာပြိဿကြီးကုန်ရလားပြိဿကုန်ပါဘူးဗျာအဲ့ဒီလိုစပူတွေတကြုံလုံးကျွေးလို့မကုန်တဲ့ထမင်းအိုးမြန်ပြိဿကြီးလိုချင်ကြဘူးလားလိုချင်ပါရဲ့ဗျာရှောင်းဝဲကြကျွတ်တော့မှပေးနိုင်မယ်ကြည့်တရားနာပြိဿကြီးတထေသားလေးကလည်းတောင်းတလုံးနဲ့မျိုးရိတ်ခါတွေစပူတွေတကြုံလုံးပေးတာမကုန်နိုင်တော့တောင်းတလုံးနဲ့မျိုးရိတ်ခါပေးလို့မကုန်တဲ့တောင်းမြန်ရရင်လေကျုပ်လျှောက်ပြီးဝေလိုက်ခြင်းနဲ့မျိုးအတွက်ခက်တဲ့တောင်သူကြီးတွေကိုလည်းမရှိတော့ဘာမှတတ်နိုင်ဘူးကိုကမရှိတော့သူများနှာခေါင်းနဲ့အသက်ရှူပိတ်မှန်လေးစောက်တာတောင်သူများလှူခန်းနေရတဲ့ဘုန်းကြီးဆိုတော့ဘာမှတတ်နိုင်ဘူးဟောတထဲချွေးမလေးကလည်းလွယ်အိတ်တလုံးနဲ့အသပြားတွေနှိုက်ပေးလိုက်တာမကုန်နိုင်ကုန်ရလားပြိဿကုန်ပါဗျာကုန်ဘူးပြုတ်ကျိုးပေးနေတာနော်ဒီထက်ကျွန်းပုံနာကြီးကလည်းထွန်သွားတစ်ချောင်းနဲ့ထွက်ပြီးတော့ထွန်လိုက်တဲ့လက်ဝဲလက်ရ၃ချောင်းစီပွားပြီးတော့ထွန်သွား9ချောင်းရထင်းတဲ့ဒါကြောင့်ခုခေတ်ထွန်သွား9ချောင်းတက်နေကြတဲ့ပုံနာကစတာနဲ့ဒူပါရဲ့တရားနာပြိဿပုံနာကစတာနဲ့ဒူပါရဲ့အဲ့ဒီလိုတစ်ချောင်းနဲ့များ9ချောင်းရထင်းတဲ့ထွန်သွားပြိဿကြီးလိုချင်ဘူးလားလိုချင်ပါရဲ့ဗျာထဲဆက်တင်ငှားစားဘယ်အဲ့ဒီထွန်နဲ့ကောင်းတာပေါ့ထဲဆက်နဲ့ဆိုတော့လူကအသာထိုင်လိုက်ယုံပဲဒီတော့ဆင်းပြေတာပြိဿစက်မှုပညာထွန်ကားလာတဲ့ခေတ်လက်မှုပညာမဟုတ်တော့ဘူးမှန်လားပြိဿကြီးမှန်ပါဗျာဒါကြောင့်တရားနာပြိဿကြီးအဲ့ဒီလိုအကျိုးပေးပြီးတော့တတ်သေးဖြစ်ယုံနေမှာကအဲ့ဒီတတ်သေးငါဥကိုအမိပြုတ်ပြီးတော့ကျွတ်တို့ဇပူဒိတ်တကျွန်းလုံးငတ်မောခေါင်းပါတဲ့ကကြီးမှကျော်လွှား၍အများချမ်းသာကြပါစီဒါကြောင့်ဒါနာပရိသကတ်သုံးပါးကကြော်တာဘာတော့ပရိသကြီးဒါနာပါဗျာဒါနာနော်ကတ်သုံးပါးကကြော်လွှားနိုင်တာဒါနာဒါကြောင့်ဒီကနေ့အမိပေးတဲ့တရားကဘာလဲငတ်မောခေါင်းပါကတ်ကျော်လွှားအများချမ်းသာမည်ဘာတဲ့ပရိသကြီးဒါကြောင့်ဆွမ်းဒါနကြိုးစားပြီးတော့ပြုကြပါလှူကြစမ်းပါဒါနဒုစက်ညုတ်ကြစမ်းပါကောင်းမှုလားပြိဿကြီးကောင်းပါရဲ့ဗျာဩလှူတဲ့ပုဂ္ဂိုလ်ဆိုပေမဲ့လို့လှူတဲ့ပုဂ္ဂိုလ်ကလည်းအရေးကြီးတယ်ပြိဿ၄မျိုးလောက်ရှိတယ် gain စိုးကြည်စမ်းနောက်ကစိုးကြည်စမ်းပါကိုယ်တိုင်လည်းလှူသည်ကိုယ်တိုင်လည်းလှူသည်သူများကိုလည်းအလှူခိုင်းသည်သူများကိုလည်းအလှူခိုင်းသည်အဲ့ဒီကြမှာတစ်ချောင်းချိုးတယောက်ကိုယ်တိုင်လည်းလှူတယ်သူများလည်းခိုင်းတယ်လို့အဲ့ဒါတယောက်နံပါတ်1နောက်ဆိုလိုက်ကိုယ်တိုင်တော့လှူသည်သူများကိုတော့အလှူမခိုင်းပါအဲ့ဒါနံပါတ်2သူများကိုတော့အလှူခိုင်းသည်ကိုယ်တိုင်တော့မလှူပါ3ယောက်ရှိကိုယ်တိုင်လည်းမလှူပါသူများကိုလည်းအလှူမခိုင်းပါအဲ့ဒါနံပါတ်4လှူတဲ့ပုဂ္ဂိုလ်ပဲနှမျိုးတော့မျိုးပါဗျာကိုယ်တိုင်လည်းလှူတယ်သူများကိုလည်းအလှူခိုင်းတယ်ဆိုတဲ့လူကြတော့
အကျိုးပေးတယ်ပြိဿရေခုရွှေဆန်တော်ဂောဘကများနဲ့တကွတရားပွဲကြီးကျင်းပပြီးတော့ကိုလည်းအကုန်ခံတယ်သူများလည်းတရားနာရအောင်ဟင်တရားတရားရှိနဲ့နိဗ္ဗာန်ဆိုလှုပ်တဲ့ခုတကုံတိုက်ကကိုအေးတို့လိုပေါ့လေရွှေဆန်တော်ဘုရားဆိုလို့ရှိရင်တရားနာပြိဿသူတို့ကိုယ်တိုင်လည်းလှူကြတန်းကြတယ်လှူယုံနဲ့မကဘူးတရားတော်မတွေလည်းလှူရအောင်တရားပွဲကြီးချကျင်းပရွှေသင်္ကန်းတွေကကြတယ်မှန်လားပြိဿကြီးမှန်ပါတယ်ဗျာဒါကြောင့်ကိုယ်တိုင်လည်းလှူသူများကိုလည်းအလှူခိုင်းတယ်လှူကြတော့အကျိုးပေးကကိုယ်တိုင်လှူလို့လည်းပစ္စည်းချမ်းသာတယ်သူများအလှူခိုင်းလို့လည်းသာသမီချွေရန်ပေါ်တယ်အစဉ်ပြေးတာအဲ့ဒီအိမ်ပြောစရာကြီးပေါ့ကျွေးရမယ့်လူတွေလည်းရှိတယ်ကျွေးလဲကျွေးနိုင်တယ်ပြောစရာကြီးပေါ့ကောင်းမှုလားပြိဿနံပါတ်1ကောင်းပါရဲ့ဗျာအကောင်းဆုံးပေါ့နံပါတ်2ကြတော့ကိုယ်တိုင်တော့လှူတယ်သူများခိုင်းရလားမခိုင်းဘူးကိုယ်တိုင်လှူလို့ပစ္စည်းတော့ချမ်းသာပါရဲ့သူများအလှူမခိုင်းလို့သာသမီအချွေရန်ကမရှိဟမ်းမကြဘူးနံပါတ်2ပစ္စည်းတော့ချမ်းသာလို့တိုက်ကြီးတဲပြီးတော့တန်တကားကြီးတကြွကြွနဲ့အိမ်နဲ့2ယောက်ထဲတစ်ဆေချောင်းမှတောင်ကြောက်ရကိုယ်တိုင်လှူလို့ချမ်းသာတယ်သူများမခိုင်းလို့သာသမီချွေရမရှိဘူးမှတ်ထားကြအကျိုးပေးတွေဒါဓမ္မပဒလာတဲ့အတိုင်းပြောနေတာဓမ္မပဒလာတဲ့အတိုင်းပြောနေတာတရားနာပြိဿကိုယ်သာသမီမရှိလို့သူများသာသမီမွေးစားကိုလက်ထဲတုန်းကတော့မဟာတာထောင်လို့ကိုလက်ထဲကျရှုနာရှိုက်ကိုနေမကောင်းလို့ဆေးတိုက်ဖို့ပြုတ်တာပဲကြုံပေဘူးတရားနာပြိဿသူများမခိုင်းလို့သာသမီချွေရမရှိဘူးအထီးကြောင့်ဘဝနဲ့နံပါတ်2တဲဟမ်းကြဘူးတချို့ကြတော့လေတရားနာပြိဿကိုယ်တိုင်မလှူပေးမဲ့လို့သူများတော့ခိုင်းတယ်သူများလှူပြီးတော့ကိုယ်တိုင်မခိုင်းတဲ့နံပါတ်3လှူကြတော့တရားနာပြိဿကြီးသူများခိုင်းလို့သာသမီချွေရနေကတော့ဘောပါရဲ့ကိုယ်တိုင်မလှူလို့စားစရာကမရှိဆင်းရဲလို့မွဲပါတယ်ဆိုမှသာသမီတွေကတဖြုတ်ဖြုတ်ဆင်းရဲတော့ကလေးတွေကြိမ်ဆဲတယ်ဒင်းတော့သေချင်းစိုးနဲ့သေးကုန်မှာမသေးဘူးရမာတာထောင်လို့ဘယ်လန်းထွက်နေနေ RTP ဝင်မဆောင်ဘူးတဲဘူးအကျိုးပေးတွေဟာမကြဘူးပြိဿမွဲလေသာသမီပေါ်လေဒါနတော့ဘုရားဟောတဲ့အတိုင်းပြောနေတာဥစ္စတိကလောက်ကြဟောနေတာမဟုတ်ဘူးကိုယ်တိုင်လည်းမလှူဘူးသူများကိုလည်းအလှူမခိုင်းဘူးဆိုတဲ့လူကြတော့သာသမီချွေရလည်းမရှိစားစရာလည်းမရှိမဟာမြတ်မုနီဘုရားကြီးမြောက်မုတ်ချွင်ခောက်ဆိုတာမျိုးတွေနံပါတ်4အဆိုးဆုံးပေါ့ဒါကြောင့်တရားနာပရိသတ်ကြီးလှူတဲ့ပုဂ္ဂိုလ်4မျိုးတို့တွေနံပါတ်1ရဲ့2ရဲ့3ရဲ့4ရဲ့အဲ့ဒီနံပါတ်4မျိုးပဲနံပါတ်ကြိုက်တော့လူလေဒီအကောင်းဆုံးကြိုက်နောက်ကလူတွေနံပါတ်4ပြန်ကြိုက်ဖြေကိုနံပါတ်ကိုတတ်ကြပရိသတ်ကြီးနံပါတ်4မျိုးထဲမှာအလှပုဂ္ဂိုလ်4မျိုးထဲမှာဘယ်နံပါတ်ကြိုက်တော့အကောင်းဆုံးရွေးကြိုက်နံပါတ်1ကြိုက်ရင်နံပါတ်1နဲ့တူအောင်လုပ်ရလိမ့်မယ်နံပါတ်1ကြိုက်တဲ့လူတွေဆိုတော့လက်တစ်ဖက်ကအိတ်ထောင်နေနိုင်ကိုယ်တိုင်လှူဖို့လေကြံတဲ့လက်တစ်ဖက်ကနီးတဲ့လူပြစ်မထားခိုင်းတဲ့ဟိုမှာဇပွဲကုန်ကြီးသွားပြီးတော့ကြုံကြိုက်တုံးလှူကြည့်ကြဆိုသူများခိုင်းကျုပ်တရားတော့ဆင်ပြေနော်ငွေများများရမယ်တရားပေါ့လေဒါကြောင့်နံပါတ်1ကြိုက်လို့ရှိရင်တော့ကိုယ်တိုင်လဲလှူသူများလည်းခိုင်းကြပါနံပါတ်1ဖြစ်အောင်သာကြိုးစားကြပြီးတော့ခိတ္တရဆိုင်လို့ဟာဗတိုင်းပေးမယ်ငတ်မောခေါင်းမှာကကြော်လွှာအများချမ်းသာစီဆိုတဲ့တရားဟာတထေးဖြစ်တဲ့နေရာမှာဏီကုန်းပြန်ချုပ်ပါတယ်ဗျာဒါကြောင့်ဗမာတွေကမမေ့မလျော့မပေါ့မဆာသောတတိတရားဖြင့်တံပါရိထမိမိတို့ရည်မှန်းသမျှလွယ်လင့်တကူရှိလို့မပင်ပန်းကြပါဘူးဆိုရင်ဖြင့်နောက်ပိုင်းလွန်ငန်းဆွေးကဇတ်တော်ကြီးမနာကြခင်တတ်ဆွမ်းသမျှကြိုးစားပြီးတော့လူထောင်နိုင်ကြပါစေကုန်သတည်း